Hello 啊，ဒီနေ့ကတော့ကျွန်တော် Roblox ဆိုပြတာဖြစ်ပါတယ်။ဆောင်းမေဆိုရင်ကျွန်တော် Roblox ထည့်နေတယ်။အားလည်းပဲချကြည့်တယ်နော်။ပေါ်လိုက်။အဲ့လိုအောက်ကနေရှာအရှိန်လုံးပြီးမမြင်ဘူးဖြစ်သွားလို့ပေါ့နော်။ Hello ပါကြတာ။ရင်ဝင်လိုက်ပြီ။ဝင်မဆုံးကိုကြိုက်ရဲ့ခင်လေးကိုရှာပါမယ်။ Pocket pizza ဒါလေးဆို shopping ထွက်ပါမယ် လမ်းကြည့်ကြည့်လိုက်အောင် ဒီပြင်ချက်အောင်လားမချက်ရဘူးလားတော့မသိသေးဘူးသူပေါ်မှာမပေါ်ရင်တော့ရတယ်ခါရတော့ဒီပြင်ချက်ပြီးလောက်တာသူ့တော့မသိဘူးသူဟာခုတလို့ကြောင့်ဒီပြင်ချက်ပြီးပဲစော့ရတော့အမေတွေ့လားဒီပြင်ချက်ရတော့မှာဒီပြင်ဖတ်ချက်တော့မယ် တမ်ပလက်ကြည့်လိုက် ဒီပြင်ချက်နေလေပြန်ကလေးလာနေကြဒီပြင်ချက်မှရတယ် တမ်ပလက်ရပါ ညဒီပြင်ချက်ခိုင်းအဲ့တော့ပြန်ချက်တော့မယ်ကြာလည်းခိုင်းကွန်ပျူတာမှာဆိုရင်ဒီပြင်ချက်ရနေနေမလားကြောက်ကြပါ မပြီးတော့မှချက်ဗီဒီယိုပြီးရဗီဒီယိုဟာ โอเคတခါလေးကျန်တဲ့ဟာတွေကနှစ်ခါလောက်ရထားတခါလေး FNAF Shorts creators will go head to head, taking turns asking yes or no questions to uncover each other's secret character. Between ည rounds, နေ contestants အဲ့လို will ဗီဒီယို earn ချက် one free character guess if they can Yo, answer the Jala, FNAF skill Anita. testing question. This will be a best of 3. Pura The Fana first did. to win 2 rounds wins it all. ဘာမှ Now မ let's ပေါ် meet သေးဘူး our လိုင်းမပေါ်သေး contestants. တော့ In the red ခဏ corner, ဆောင် walking လို in က်ပါ with 30 hours in game is I Am ဘာမှ Riz, ပေါ် a သေး FNAF ဘူး YouTube Shorts ခဏ creator ဆောင် who specializes အဲ့ in လေးကို ဘာ ပြန် မှ ကြည့် ကောင်း FNAF skits and funny trends. ဘာ Riz လို့ has ပိတ် played မယ် FNAF 2 severalဒါအင် times. ကြီး One လား of these times was during a Hold on. 24-hour marathon where she also played every single FNAF game back to back. In the blue corner I mean, with 5 go hours tell in him. game is အ Reese တေး Spa, ချလို့မှာပေါ့ another FNAF Shorts creator ဆ who ယ်လေးကဖလိုက် specializes ကော in FNAF couples games ဆယ်လေးတိုင်ရင်ကောင်းမလဲ အဲ့လောက်ပဲအရင်ပြန်ပြီးတော့ record လုပ်ပြီးကြည့်ကြည့်ဦးလေတန်ထွက်လားမထွက်လား characters of the series, and both have also dropped hundreds of Record dollars easy, on right? FNAF